ထင်ထားတဲ့ထက်တောင်ပို့ပြီးတော့မြန်ဆန်ဆန်ပဲပြီးသွားတဲ့ပွဲအားလုံးပဲမင်္ဂလာပါဇန်ခရီးတီကနေပြန်လဲကြိုးဆိုလိုက်ပါတယ်နေ့ညက1 Championship ပွဲစဉ်တွေကတော့တော်တော်လေးကျိန်းနေရှိတယ်လို့တော့ရှိခဲ့ပါတယ်ဒါပေမဲ့လည်းအဓိကပွဲစဉ်တစ်ခုဖြစ်တဲ့ Rotten နဲ့ Takeru ပွဲစဉ်ကတော့ထင်ထားတာထက်ကိုပို့ပြီးတော့လှင်လင်းမြန်နဲ့ပဲအဆုံးသတ်သွားခဲ့ပါတယ်အစတုန်းကတော့ဒီပွဲကတော်တော်လေးကိုမှကျိန်းနေရှိပြီးတော့အာဘာဒီယာကြည့်ရမယ့်ပွဲဆိုပြီးတော့တတိချာချာလေးကိုစိတ်လှုပ်ရှားစွာနဲ့စောင့်ကြည့်နေခဲ့တာပါဖိုက်တာတွေစောင့်ဝင်လာတဲ့ကသူတို့ရဲ့မျက်နှာမူရာတွေနဲ့ပွဲစဉ်ကတော်တော်လေးတက်ဝင်လာခဲ့တာပါ Rotten said, look, I made mistakes in the past. He lost his belt due to not making weight with hydration and things like that. ဒါပေမဲ့ Takeru ဝင်လာပြီးတိတ်မကြပါဘူးနည်းနည်းတော့စိုးရိမ်မိသွားတယ်ဒီပွဲမှာ Rotten ကပို့ပြီးတော့တားတယ်ဆိုပြီးထင်ကြီးပေးကြတဲ့လူတွေရမ်းများနေတဲ့အပြင်1 Championship ရဲ့ CEO Chatri ကိုရိုင်းကလည်း Rotten ကိုမြောက်စားထားတာဆိုတော့ဒီပွဲမှာ Takeru ကိုနိုင်စေခြင်းနဲ့စိတ်တော့နည်းနည်းတော့ဖြစ်မိတယ်ဘာကြောင့်လဲဆိုရင် Takeru တာဒီပွဲမှာနိုင်အောင်ထိုးနိုင်ပြိုင်ပွဲတွေကလွယ်လွယ်နဲ့ထင်ကြီးပေးရလောက်တဲ့အထိလွယ်ကူမနေဘူးဆိုတာကိုသက်သေပြနိုင်မှာလည်းဖြစ်တယ်လို့ Rotten လိုမျိုးဒီ Iron Man ဆိုပြီးတော့တင်စားရလောက်တဲ့အထိအကျန်းခံနိုင်တဲ့ fighter တယောက်ကိုအနိုင်ထိုးနိုင်မှုဆိုတာလွယ်ကူတဲ့အရာမဟုတ်လို့အသာစီးနေတာထိုးနိုင်ပြိုင်ပွဲကအရန်ကိုနိုင်နေမယ်ဆိုတာလုံးဝကိုသိကြပါပဲအဲ့ဒါကြောင့်ပဲ Takeru ဘက်ကနေပို့ပြီးတော့အသာစီးလေးရစေချင်မိတာပါဒါပေမဲ့လည်းခုနကပြောခဲ့တယ်လို့မျိုး Takeru စောင်းဝင်လာပြီးစင်ပေါ်မရောက်ခင်မှာပဲစိုးရိမ်မိသွားတယ်ဆိုတဲ့ချက်ကစောင်းဝင်လာပြီးစစ်ဆေးတာတွေဘာတွေညာတွေတော့ဘာမှမလုပ်ရသေးပဲစင်ပေါ်ကိုပြေးတက်တော့တာပါနိုင်လူကြီးတွေကတော့မနှဲလိုက်ဆွဲလိုက်ရပါတယ်အဲ့ဒါကိုကြည့်ပြီးတော့ Takeru တရားကိုလှုပ်ချင်ခိုင်းခြင်းစိတ်တွေပဲပြင်းပြနေတာလားဒါမှမဟုတ်စိုးရိမ်စိတ်တွေနဲ့ပဲလောနေရလားဆိုပြီးတော့စိုးရိမ်မိတာပါအဲ့ဒါနဲ့ပဲပွဲကိုဆက်လက်အားပေးနေတယ် In flyweight kickboxing, and we are under. ခုနကစိုးရိမ်နေခဲ့တယ်လို့ပဲပထမအချီရဲ့10မိနစ်ကြော်လောက်မှာတင် Rotten ရဲ့အားပါလာတဲ့လက်တီးတစ်ချက်နဲ့ပွဲကအဆုံးသတ်သွားခဲ့ပါတယ် Looks to close that distance on the back foot now.